energy cleansing လုပ်ဖို့အကောင်းဆုံးနည်းလေးပြောပြပါမယ်။စိတ်တွေထွေးနေတယ်။ဘာမှလုပ်ချင်စိတ်မရှိဘူး။ရီမန်းချက်တွေပြောင်းနေရလမ်းပြောင်းနေရဆိုတာတွေဟာခုတလောတွေမှာခဏခဏဖြစ်တတ်ပါတယ်။စူးစမ်းနေရင်လည်းကိုလမ်းပြောင်းနေရမျိုးတွေဖြစ်တတ်တယ်။ social media ပေါ်မှာအချိန်ကုန်ရင်းနဲ့စိတ်ထဲ negative thoughts တွေ negative energy တွေမသိမသာဆူလာတာပါပဲ။ကိုထက်တာတဲ့သူနဲ့ရှင်မိပြီးမနာလိုစိတ်တွေဖြစ်ရပါတယ်။ကိုလိုချင်တဲ့ဘဝကိုတခြားသူကအလွယ်လေးနဲ့ရနေတာတွေကြည့်ပြီးကိုအာမလို့အာမရဖြစ်လာတတ်ပါတယ်။အဲ့လိုနဲ့ကိုစိတ်ကထွေလာပြီးကိုမကောင်းမြင်စိတ်တွေများလာပြီဆိုတာသတိထားမိရနဲ့ဖုံးသုံးနေတာကိုခဏလောက်ရှက်ပြစ်လိုက်ပါ။စိတ်ကိုချက်ချင်းပြောင်းဖို့ခဲ့ရင်အရင်ဆုံးပတ်ဝန်းကျင်ကိုရှင်းပါ။ကိုရဲ့အိယာစာကြည့်စပွဲဖះเจ้าဆောင်ဒါမှမဟုတ်ကိုအဝတ်ဘီရီကိုတန်ရှင်းရေးလုပ်လိုက်အားလုံးကိုစနစ်တကျပြန်စီအင်ဂျီတွေကိုတတရရက်ပြန်ခောက်ကြည့်လိုက်အကုန်ရှင်းပြီးသွားပြီဆိုတာနဲ့ကိုရဲ့ရှုပ်ထွေးနေတဲ့စိတ်ကလေးကနည်းနည်းချင်းပြန်ကြည်တင်လာပါလိမ့်မယ်ပြီးတာနဲ့ကိုတန်ရှင်းနေအောင်ရေချိုးပြလိုက်လူကလန်းစမ်းတက်ကြွလာပါလိမ့်မယ် self care လုပ်တာအဖြူရောင်အဝတ်အစားတွေဝတ်ပေးတာကိုနဲ့တင်းနေအောင်ရေမွှေးလေးတွေဖြန်းတာမျိုးလုပ်ကြည့်လိုက်ပါအနည်းဆုံးတော့ထွေနေတဲ့စိတ်တွေဟာပြန်လဲကြည်လင်လာပါလိမ့်မယ်ဒါကချုံအမြဲလုပ်နေကြ energy cleansing လုပ်နေပါပဲချုံငယ်ကလေးကစိတ်ဆိုးစိတ်ခောက်တိုင်းအမိုက်တွေတိမ်တန်ရှင်းပြီးလုပ်နေကြလို့မို့တကယ်သိတာပါတယ်အဲ့လိုလုပ်ပြီးသွားတိုင်းစိတ်ထဲကနေလဲငါစိတ်ထဲကအမိုက်တွေရှင်းသွားပြီဆိုပြီးတွေးပြလိုက်ပါတယ်အမိုက်တွေရှင်းသွားတာနဲ့တပြိုင်နက်ကိုယ်စိတ်တွေကလည်းပြန်ကြည်လင်လာပါတယ်